ကဲဆရာတို့2024မိကွန်ဟောင်းနေမှာရှိတဲ့နံပါတ်2လေးကိုဆက်လက်ပြီးတော့သွားရအောင်ဒီမှာ Z1 တန်ဖိုးက A+3i နဲ့ Z2 တန်ဖိုးက-2 -3i နဲ့ Z1 - Z2 the whole bar equal 1 + 3i လို့ပေးထားပြီးတော့ A တန်ဖိုးကိုရှာမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဘာရှာမလဲဆိုရင်ဒီကောင်လေးကကျတော့ A တန်ဖိုးကိုရှာပေးရမယ်ဆိုတာသိထားရမယ်အဲ့တော့ဒီမှာ Z1 တန်ဖိုးပေးထားတယ် Z2 တန်ဖိုးပေးထားတယ်နောက်တဲ့ပေးရက်တစ်ခုအနေနဲ့ဒီကောင်လေးပေးထားတာအဲ့ဒါချရေးလိုက်တယ်အဲ့တော့ပေးထားတဲ့ Z1 / Z2 the whole bar equal 1 + 3i လို့ဆရာတို့ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာဘာလုပ်မလဲဆိုလို့ချင်းဆရာတို့ကဒီဘက်ကိုဘယ်ဘက်ကောညာဘက်ကို conjugate လုပ်မယ်အဲ့တော့ဘယ်ဘက်ကိုလည်း conjugate ထပ်လုပ်မယ်ညာဘက်ကိုလည်း conjugate လုပ်မယ်ဘယ်ဘက်ကို conjugate လုပ်လိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ကconjugate နှစ်ခါဖြစ်သွားတယ်ဆိုလို့ရှိရင်သူ့ရဲ့မူလတန်ဖိုးရတာအောင်အဲ့တော့ conjugate နှစ်ခါလုပ်တယ်ဆိုရင်သူ့ရဲ့မူလတန်ဖိုး Z1 - Z2 ပြန်ရပါမယ်ဗျာအဲ့တော့ဒီဘက်အကောင်ကိုကြတော့ညာဘက်အကောင် conjugate လုပ်လိုက်မယ်ဆိုလို့ရှိရင်နောက်က imaginary ဘက်ကိုလက္ခဏာပြောင်းတဲ့အခါမှာ1 - 3i လို့ဖြစ်သွားပါတယ်အဲ့တော့ဒီမှာဆရာ Z1 တန်ဖိုးက A + 3i Z2 တန်ဖိုးက -2 - 3i လိုချင်တာ Aအဲ့တော့ A က Z1 မှာပါသလား Z2 မှာပါသလားစဉ်းစားတဲ့အခါမှာ A က Z1 မှာပါတယ်အဲ့တော့ Z1 မှာ A ပါနေတဲ့အခါမှာလိုချင်တဲ့ Z1 ကိုညာဘက်မှာထားခဲ့ရမယ် A ပါနေတဲ့ Z1 ကိုညာဘက်မှာထားခဲ့ဒီ Z2 စထားတဲ့ Z2 တစ်ဖက်ပို့လိုက်တဲ့အခါမှာ Z2 အမြောက်ဖြစ်သွားမယ် Z2 ဒီမှာဆိုတော့1 - 3i နဲ့မြောက်မှာပေါ့1 - 3i နဲ့မြောက်မှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ Z1 တန်ဖိုးတော့ထည့်မယ် Z1 တန်ဖိုးကလိုချင်တဲ့ A ပါတဲ့ကောင်ကိုညာဘယ်ဘက်မှာထားရနော် A + 3i ဒီ Z2 တန်ဖိုးလောက်လဲ Z2 တန်ဖိုးကဒီမှာZ2 တန်ဖိုးက -2 - 3i လို့ရှိတယ်ဒီဘက်ဆိုတော့1 - 3i ကျန်တယ်အဲ့ဒါဆိုတော့ calculator နှိပ်လိုက်ပေါ့ဒီချမ်းလေး calculator နှိပ်လိုက်အောင်မယ်ညာဘက်ချမ်းလေး calculator နှိပ်ကြည့်ကြရအောင်အဲ့ဒါလေးတစ်ချက်လောက်ပြန်ပြီးတော့ဖြတ်လိုက်မယ်နော်အဲ့ဒါဆိုတော့ calculator နှိပ်မယ်ဆိုလို့ရှိရင်ဒီမှာကွင်းစာလေးခေါ်လိုက်မယ်ပြီးတော့ -2 - 3i ပေါ့နော် -2 - 3i ပြီးတဲ့အခါမှာကွင်းပြန်ပိတ်နောက်တဲ့ကွင်းတစ်ကွင်းထပ်ဖော်မယ်ပြီးတော့တဲ့အခါမှာ1 - 3i ပေါ့1 - 3i အဲ့ဒါကွင်းပြန်ပိတ်မယ်ညီမချင်းနှိပ်မယ်ကျန်တာက-11 / 30i ကျတယ်ဒီဘက်ဒီဘက်နှစ်ခုပေါ့အဲဒီနှစ်ခုမြောက်လိုက်တဲ့အခါမှာရသွားတာကဒီမှာ-11 + 3i လေအဲ့တော့-11 + 3i ဆိုတဲ့ကောင်ရပါတယ်ဒီမှာဆိုတော့ကျန်တာက A + 3i အဲ့တော့ညီမချင်းရဲ့ဘယ်ဘက်ချမ်းနဲ့ညီမချင်းရဲ့ညာဘက်ချမ်းကို compare လုပ်လိုက်တဲ့အခါမှာဒီမှာ A တန်ဖိုးက-11ရပါပါတယ်အဲ့တော့ A တန်ဖိုးဒီဘယ်လောက်ရသွားလဲ-11ဒါဆိုလို့ရှိရင်ဆိုတော့အဖြေမှန်နေနဲ့ဘယ်ကောင်ရွေးရမလဲဆိုလို့ရှိရင် A တန်ဖိုး-11ခေါ်တဲ့နံပါတ် C ကိုဆက်တော့ရွေးလိုက်ရင်ဒါပြီးသွားပါပြီအဲ့တော့နားလည်မယ်ထင်တယ်ဒါကနံပါတ်2ပေါ့